မင်္ဂလာပါခင်ဗျကျွန်တော်ရဲ့နေ့စဉ်မိုးလေဝသသတင်းကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2026ခုနှစ်ဧပြီလ10ရက်နေ့တောက်ကြနေ့ညဖြစ်ပါတယ်အခုပဲမိုးကြလာကနေနောက်ဆုံးထုတ်ပြန်လိုက်တဲ့ည9နာရီအချိန်တွေကိုကျွန်တော်ကတင်ဆက်ပြီးတော့မှာပါဒီညနေခင်းမှာတော့မြန်မာနိုင်ငံအနှံ့အပြားမှာယာဒီဥရုကအပြောင်းလဲလေးတွေရှိနေတယ်လို့သိရပါတယ်မိုးရွာနိုင်ခြေရှိတဲ့အခြေအနေတွေကိုအရင်ဆုံးကြည့်လိုက်ရအောင်ဗျာမနက်ဖြန်မွန်းတဲ့ချိန်အထိခန့်မှန်းချက်အရရန်ကုန်အေယာဝတီနဲ့ကယားပြည်နယ်တွေမှာတင်အသင့်ရှိနေမှာဖြစ်ပေမဲ့ကချင်နဲ့ချင်းပြည်နယ်တို့မှာတော့နေရာစိတ်မိုးထီချုံရွာနိုင်ပါတယ်ဒါအပြင်စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ရှမ်းပြည်နယ်တို့မှာနေရာကျဲကြံတဲ့တိုင်းနဲ့ပြည်နယ်တွေမှာတော့နေရာကွက်ကြားမိုးထီချုံရွာနိုင်တယ်လို့သိရပါတယ်ရွာရန်ရာကိုင်နှုန်းက80အထိရှိတာမို့လို့မိုးလေးနည်းနည်းဆူဆွတ်မဲ့အခြေအနေမျိုးပါပဲအထူးသဖြင့်စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ကချင်ပြည်နယ်မှာရှိတဲ့တငယ်ချင်းတို့မိုးတိမ်တောင်တွေထစ်ပေါ်နေတာမို့လို့မိုးရွာတာနဲ့အတူလေပြင်းတိုက်တာမိုးကြိုးပစ်တာလျှက်စီးလက်တာနဲ့မိုးသီးကြွေတာမျိုးတွေဖြစ်နိုင်ခြေရှိပါတယ်ဒါကြောင့်ကြိုတင်သတိပြုကြဖို့မေတ္တာရပ်ခံခြင်းပါတယ်နောက်ထပ်ထူးခြားတာကတော့နောက်နှစ်ရက်အတွင်းမှာနေပြီးတော့ရန်ကုန်မန္တလေးအပါအဝင်မြန်မာနိုင်ငံအလဲပိုင်းနဲ့အောက်ပိုင်းဒေသတော်တော်များများမှာအပူချိန်အနည်းငယ်ထပ်ပိုးလာနိုင်ပါတယ်အပူဒဏ်ကိုလည်းဂရုစိုက်ကြပါအောင်ခင်ဗျာပင်လယ်ပြင်ခရီးသွားမဲ့သူတွေအတွက်လည်းသတင်းကောင်းပါပဲမြန်မာကန်လိုရန်ကကြောက်နဲ့ကမ်းလွန်ပင်လယ်ပြင်မှာလှိုင်းအနှဲနေကနေအသင့်ပဲရှိမှာပါလှိုင်းအမြင့်ကတော့4ပေကနေ6ပေလောက်ပဲရှိနေတာမို့လို့ပင်လယ်ပြင်အခြေအနေကတော့တည်ငြိမ်နေတယ်လို့ဆိုရမှာပါမြို့ကြီးတွေအလိုက်ကြည့်မယ်ဆိုရင်တော့နေပြည်တော်နဲ့မန္တလေးမှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်နေရန်ကုန်မှာတော့တိမ်အသင့်ပဲဖြစ်တော့မှာမယ်လာမဲ့တနင်္ဂနွေတနင်္လာရက်တွေမှာလည်းအလဲပိုင်းဒေသတွေမှာနေရာကွက်ကြားမိုးဆက်ရွာနိုင်ပါသေးတယ်ကဲအားလုံးပဲရာသီဥတုအပြောင်းလဲကြမှာကျန်းမာရေးဂရုစိုက်ကြပါလို့ဆုတောင်းပေးလိုက်ပါတယ်နောက်ဆုံးရမိုးလေဝသသတင်းတွေကိုအချိန်နဲ့ဒီပြင်းကြီးသိရအောင်ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်နားဆင်ပေးကြတဲ့တဦးရောက်ချင်းစီကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာဘေးကင်းကြပါစေ